ကျွန်တော်တို့ကဝေးဆောင်မှာကျွန်တော်တို့ကပင်လယ်ပြင်ထဲကိုတွားမယ်နော်ကျွန်တော်လေးစီးပြီးတော့ပင်လယ်ပြင်ထဲကိုတွားမှာဖြစ်ပါတယ်နည်းနည်းလှိုင်းကျန်းတယ်လှိုင်းကျန်းတော့ကျွန်တော်တို့ဘယ်လိုပြောမလဲလှိုင်းနေရစောင့်တဲ့အခါကျတော့ခန္ဓာကိုယ်မှာနည်းနည်းနားတယ်ပြောလို့ရတယ်ပေါ့ဗျာတုံးတယ်စောင့်ဘာဖြစ်လို့လဲဆိုတော့ကားစီးတဲ့အခါစောင့်တဲ့ဖြစ်ရှော့ဘားတွေပါတယ်လေဒီမှာမသိတာဘူးဒီမှာရှော့ဘားမပါဘူးလေးလည်းမပါဘူးအဲကြောင့်ကျွန်တော်တို့စီးတဲ့လူကအရန်နာကျင်ရတယ်တိုင်းနေဖြတ်တဲ့ချိန်မှာဒါကျွန်တော်တို့ပုတ်စီးရဲ့အခါဒီထားဖို့ဖြစ်ပါတယ်ဝေးဆောင်မှာဖြစ်ပါတယ်ညကျွန်းတွေကိုတွားနေတာဖြစ်ပါတယ်ဒါကျွန်တော်တို့ညကျွန်းအနည်းဆုံးတနာရီတော့စီးရတယ်ကမ်းခြေနေပြီးတော့အဲဒီမှာကျွန်းတွေတွားနေတာဖြစ်ပါတယ်အားလုံးကျွတ်ရွှေနဲ့ဟောလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနော်လိုရဆန္ဒပြေဝကြပါစေစီးဝါလက်လာပါ